အခန်းကိုတဲမုန်တိုင်းကြားကခွဲခွာခြင်းပီရမစ်ထိပ်ချာမွန်းလွယ်ပိုင်းကောင်းကင်ကြီးတစ်ခုလုံးရုတ်တရက်หนีရဲသွားပါရယ်နေမင်းကြီးပလောက်ကွယ်သွားပြီးလေပြင်းတွေကနားကွဲလို့မသက်တိုက်ခတ်လာတယ်ဒါဟာတာမန်မုန်တိုင်းမဟုတ်ပါဘူးအီဂျစ်လူမျိုးတွေအကြောက်ဆုံးခမ်စစ်လို့ခေါ်တဲ့အနီရောင်တဲမုန်တိုင်းကြီးပါငါလက်ကိုမလွတ်နဲ့မာယာဇာယက်ကမာယာကိုတင်းချက်စွာဖတ်ထားပြီးပီရမစ်ထိပ်ဖူးအောင်နာကကြောက်တုံးအစွန်းလေးတစ်ခုမှကတ်နေကြတယ်လေတိုင်တုံးကပြင်းထန်လို့လူတကူလုံးလွင်ပသွန်းနိုင်ပါရဲ့ပီရမစ်ရဲ့အပြင်ဘက်ဆုံးမှာကတ်ထားတဲ့ထုံးကျောက်ဖြူတွေကလည်းမှန်လူချောမွန်နေတို့ကိုင်းစရာတွေးစရာရှာရခတ်နေတယ်ဇာရက်ရှင်သွေးတီထက်နေတယ်မာယာကဇာရက်ရဲ့လက်မောင်းတန်ရာကိုကြည့်ပြီးအော်ပြောတယ်တဲတွေကဒဏ်ရာတွေဝင်ကုန်ရင်ပိုးဝင်ပြီးအသက်အန္တရာယ်ရှိနိုင်တယ်ဇာရက်ကနာကျင်မှုကိုကြိတ်မိပြီးပြုံးပြတယ်မပူပါနဲ့မင်းအဆင်ပြေဟိုကအတိကပဲအမောင်တီချားတောက်ကပါတဲမုံတွေကမျက်စိဖွင့်လို့မရအောင်ထူထပ်လာတယ်သူတို့နှစ်ယောက်ဟာကဘာကြီးနဲ့အဆက်အသွယ်ပျောက်တောက်ပြီးအမြင့်ပေလေးလိုက်ရှိစိမ်မှတီးချပိတ်မိနေကြတယ်ရုတ်တရက်လေချောင်းခန်းသွားပြီးတစ်သားငန်းစင်ကြီးတစ်ခုကပြိုကျလာတယ်ဂျင်းတတုံးကြီးတစ်ခုကသူတို့ရှီယာကိုဝဲပြန်လာတယ်ဇာယက်ကမာယာကိုဘေးကကြောက်တုံးကြားတွေတွန်းထည့်လိုက်ပြီးသူ့ကိုယ်နဲ့ကာကွယ်လိုက်တယ်တစ်တုံးကဇာရက်ရဲ့ကြောကိုရိုင်းမိသွားတယ်အာဇာရက်ညီးသွားလိုက်တယ်ဒူးထောက်ကျသွားတယ်ဇာရက်မာယာထိတ်လန့်တကြားအော်လိုက်တယ်ဇာရက်အသက်ရှူကခက်လာတယ်မာယာဒီငန်းစင်အကုန်ပြိုးတော့မယ်မင်းဒီကျိုးကိုခါမှပတ်ထောင်းမှရမယ်ဇာရက်ကသူ့ခါမှချီစားတဲ့စောက်လုပ်ရည်တုံးကျိုးခိုင်ခိုင်ကိုဖြုတ်ပြီးမာယာခါမှပတ်ပေးလိုက်တယ်ကျိုးရဲ့တစ်ဖက်ဆုံးကိုတော့ကြောက်တုံးကြီးတစ်ခုရဲ့ချိတ်မှတေချာချီနှောင်ပေးလိုက်တယ်လက်လွတ်ဆုံးရှုံခြင်းရှင်ရောရှင်အသက်ကျိုးမချမ်းတော့ဘူးလေမာယာငိုပြီးပြောတယ်ငါအဆင်ပြေစကားမစုံငင်မှာပဲလေဖွေကြီးတစ်ခုကဝုန်းကနေဝင်တိုက်လိုက်တယ်သူတို့ရက်ညှိတဲ့တစ်ထိုင်းစင်အပိုင်းစီလေးကျိုးကျသွားတယ်မာယာကကျိုးချီထားလို့တွဲလောင်းလေးကျင်ခဲ့ပြီးမြဲဇာရက်ကတော့ခြေကန်စရာမရှိတော့ပဲလေထဲမှာတွဲလောင်းထည့်သွားတယ်မာယာကဇာရက်ရဲ့လက်တစ်ဖက်ကိုအမိအမလှမ်းဆွဲထားလိုက်တယ်မလွတ်နဲ့နော်လုံးဝမလွတ်နဲ့မာယာအားကုန်ဆုံးပြီးဆွဲထားတယ်ကြပေမဲ့ဇာရက်ရဲ့လက်တွေကသွေးတွေချွေးတွေနဲ့ချောနေတော့ကြောက်တုံးချိတ်ကလူနှစ်ယောက်အလေးချိန်ကိုမနိုင်တော့ပဲကျွီးကျွီးညီပြီးပြုတ်ထွက်လိုနေပါဖြစ်လာတယ်ဇာရက်အပေါ်မောက်ကြည့်လိုက်တယ်သူသာဆက်တွေ့ထားရင်ချိတ်ပြုတ်ပြီးမာယာပါပြုတ်ကျတည်ဆုံးသွားလိမ့်မယ်မာယာငါ့ကိုကြည့်ပါဇာရက်ရဲ့အတန်ကတည်ငြိမ်နေတယ်မင်းအသက်ရှင်ရမယ်မင်းကတိုင်းပြည်အတွက်အရေးကြီးတဲ့သူမလုံနဲ့ဇာရက်မလုံနဲ့မာယာခေါက်ခါပြီးအော်ဟစ်တယ်ငါမင်းကိုချစ်တယ်ဇာရက်ကသူ့လက်ကိုမာယာလက်ထဲကနေအတင်းရုံးတယ်လိုက်တယ်ဇာရက်မာယာလက်ထဲကနေလွတ်ဖတ်သွားတဲ့ဇာရက်ရဲ့ခန္ဓာကိုယ်ကတဲမုန်တိုင်းရဲ့ဝါမြုပ်ခြင်းကိုခံလိုက်ပြီးအောက်ဘက်အမောင့်ထုတဲ့ကိုပျောက်ကွယ်သွားတော့ပါတယ်မာယာရဲ့စူးကြီးတဲ့အော်ဟစ်ဆန်ဟာလေတိုက်တန်တွေကြားမှာပျောက်ဆုံးသွားခဲ့ရပါတယ်မုန်တိုင်းအပြီးတိတ်ဆိတ်ခြင်းနိုင်ပေါင်းများစွာကြာနောက်မုန်တိုင်းငြိမ်သက်သွားတယ်နီလာနဲ့စစ်တရေတွေကပီရမစ်ဖော်တက်လာပြီးတတိလိနေတဲ့မာယာကိုကဲ့ဆယ်လိုက်ကြတယ်မာယာတတိရလာနဲ့ဇာရက်ရောဇာရက်ကိုတွေ့လားလို့အရင်ဆုံးမေးတယ်။နီလာကမျက်ရည်ကျပြီးခေါင်းခါလိုက်တယ်။ငါတို့ပီရမစ်အောက်ခြေတစ်ခုလုံးကိုရှာပြီးပြီမာယာ။တဲတွေကလူရည်ရက်ကြော်ဖုံးလွှမ်းတော့လို့ဘာမှရှာမတွေ့တော့ဘူး။မာယာဟာပီရမစ်ကြီးရဲ့အောက်ခြေမှာဒူးထောက်ပြီးထိုင်ချလိုက်တယ်။သူမရဲ့လက်ထဲမှာဇာရက်နောက်ဆုံးပေးခဲ့တဲ့ကြိုးစားလေးကိုတင်းတင်းဆုပ်ထားရင်နှလုံးသားကွဲချင်မတငိုကြွေးလိုက်ပါတော့တယ်။သူမတိုင်းပြည်ကိုပြန်ရခဲ့ပြီးမြဲသူမရဲ့ကဘာတစ်ခုလုံးကိုတော့ဆုံးရှုံးလိုက်ပါသည်။